စလိုက်အောင်ထုံးစံတိုင်းမှာပဲကျွန်တော်ဒီနေ့ပြောပြမယ်အကြောင်းအရာကိုအရင်ဆုံးပြောပြမယ်ဒီနေ့ပြောပြမယ်အကြောင်းအရာကအရန်ကိုမြင့်မြတ်ပြီးတော့အရန်ကိုကောင်းလို့နဲ့ပြီးတော့အရန်အနှစ်သာရရှိတဲ့အရာတစ်ခုဖြစ်တော့ကျွန်တော်ပြောဖို့အတွက်ကိုအမြဲတမ်းပြန်စဉ်းစားရတယ်ဒါကိုကျွန်တော်ကလွယ်ကူစွာနဲ့သိအောင်အုံနောက်ထဲမှာဆွဲမြအောင်မှတ်လို့ရအောင်ကျွန်တော်ပြောပြလိုက်တဲ့အရာတစ်ခုကအရန်အရေးကြီးပြီးအရန်ကောင်းတဲ့အရာကြီးဆိုတာကိုလူတွေစိတ်ထဲမှာမှတ်ပဲနဲ့ပေါ့ပြက်ပြက်လေးဖြစ်သွားမှာဆိုတော့ကျွန်တော်ကဒီဟာကိုပြောမယ်စိတ်ကူးလိုက်ပြန်စဉ်းစားလိုက်ချင်းချင်းနေရတယ်နည်းနည်းကြာသွားတယ်ပေါ့နော်ဒီဗီဒီယိုလုပ်ဖို့တော့ကလည်း motivation ပြန်ဖြစ်လာတာဒီဟာကိုပြောဖို့အတွက်ကိုခွန်အားတစ်ခုရခဲ့တာကလည်းဒီအပိုင်းထဲမှာပဲကျွန်တော်အရန်ကိုထူးချွန်တတ်မြတ်တယ်လို့ပြောရမှာဖုန်းတစ်ခုကြီးမြတ်တယ်လို့ပြောရမှာအရန်ကိုပြောစကားလုံးနဲ့ပေါ်ပြပြီးကျွန်တော်မပြောတတ်လောက်အောင်အရန်ကိုတန်ဖိုးရှိတဲ့အရန်ကိုအရာတစ်ခုပေါ့နော်အရာတစ်ခုဆိုတိတ်ဆုံမှုတစ်ခုကျွန်တော်ရှိခဲ့တွေ့ခဲ့ရတယ်အဲ့ဒါကတော့ကျွန်တော်ဓမ္မပါဠဆရာတော်နဲ့ကျွန်တော်တွေ့ခဲ့အဲ့တော့ဓမ္မပါဠဆရာတော်နဲ့ကျွန်တော်တွေ့ဆုံပြီးတော့ကျွန်တော်စာအုပ်တစ်ခုလက်ဆောင်ရလိုက်တယ်ဒါဆရာတော်ကိုယ်တိုင်ရှင်ပကထလင်္ကာရကိုယ်တိုင်ဖြန့်ရေးသားထားတဲ့စာအုပ်လို့လည်းပြောလို့ရတယ်ပေါ့နော်ဒီစာအုပ်ထဲမှာပါတဲ့အကြောင်းကလည်းအရန်ကိုအနှစ်သာရရှိတဲ့အကြောင်းအရာတွေပါပြီးတော့ဓမ္မစကြာစဝိုင်းဒေသနာဆိုတာလေတကယ်ကိုကောင်းမွန်တယ်ကျွန်တော်တို့ကျင့်ကြံအားထုတ်နေတဲ့လူတွေအတွက်ကိုလည်းကျင့်ကြံအားထုတ်နိုင်အောင်စဝိုင်းလေးလုပ်ပြီးတော့ရှင်းပြထားတာဖြစ်တယ်အဲ့တော့ဒီဆရာတော်နဲ့ကျွန်တော်တွေ့ရတဲ့အချိန်မှာကျွန်တော်ခွန်အားတစ်ခုရလိုက်တယ်ဒီဆရာတော်ရဲ့စာအုပ်ထဲမှာဖတ်လိုက်တဲ့ပထမဆုံးစာမျက်နှာမှာတွေ့တဲ့အရာကလည်းကျွန်တော်ရမ်းပြောချင်နေတဲ့အရာဖြစ်တဲ့ကြောင့်ကျွန်တော်ဒီဗီဒီယိုလုပ်ခဲ့တာဖြစ်ပါတယ်အဲ့တော့ဒီဗီဒီယိုမလုပ်ခင်မှာကျွန်တော်ဒီဆရာတော်ဒီကနေပြီးတော့ဆရာတော်ဓမ္မပါဠဆရာတော်ကိုတွေ့ပေးပါတယ်အဲ့တော့ဒီနေ့ကျွန်တော်ပြောမယ့်အကြောင်းအရာကခုနက intro ဝင်တာနည်းနည်းများသွားတယ်ပေါ့နော်အဲ့တော့စာအုပ်ထုံးစံတိုင်းကျွန်တော်ရွေးတဲ့စာအုပ်ကဒီဓမ္မပါဠဆရာတော်ဥပနိတယအမှုရဓမ္မစကြာစဝိုင်းဒေသနာဆိုပြီးအစီအစဉ်ပေါ့နော်ဒီစာအုပ်ထဲကိုကျွန်တော်ရွေးထားပါတယ်ဒီစာအုပ်ထဲမှာပါတဲ့ဟာကမဂ်ခင်၈ပါးဆိုတဲ့အကြောင်းကိုကျွန်တော်ပြောပြမှာဖြစ်တယ်နော်မဂ်ခင်၈ပါးကိုကျွန်တော်ပြောပြဆိုတော့ကျွန်တော်အားပေါ်မဟုတ်ပါဘူးဒါကမြတ်စွာဘုရားရဲ့ချမှတ်ထားတဲ့တရားတော်တွေကိုကျွန်တော်ကစာအုပ်ထဲမှာပြန်ဖတ်ပြရင်လည်းပြီးတော့ကျွန်တော်ကိုယ်တိုင်ကြက်မှတ်လေ့လာတယ်ကြက်မှတ်လေ့လာတဲ့အခါမှာအလွယ်ကူဆုံးနည်းလမ်းနဲ့ကျွန်တော်မှတ်လို့ရမယ့်နည်းလေးကိုကျွန်တော်ပြန်ပြီးတော့ကျွန်တော်ရဲ့မိတ်ဆွေများကိုဓမ္မဒါနအနေနဲ့ပြန်လည်မျှဝေခြင်းဖြစ်တယ်အဲ့တော့အဲ့လိုမျှဝေခြင်းအဖြစ်လည်းအကျိုးရှိတယ်လို့ကျွန်တော်ထင်ပါတယ်အဲ့တော့မဂ်ခင်၈ပါးဆိုတာကဘုဒ္ဓဘာသာတော်များများကရှင်းနေပါတယ်ကြားဖို့ပါတယ်သိကြပါတယ်အဲ့တော့မဂ်ခင်၈ပါးမပြောရင်ပြောရမယ့်အပိုင်းလေးတွေတော့ရှိတယ်ပေါ့ဒါပေမဲ့အဲ့ဒီအပိုင်းကိုကျွန်တော်နောက်ထပ်ဗီဒီယိုတစ်ခုလုပ်ပြီးတိကျပြောပြပါမယ်ဒီဗီဒီယိုမှာတော့မဂ်ခင်၈ပါးအကြောင်းပဲပြောပါမယ်ဒီမဂ်ခင်၈ပါးဘယ်ကလာတယ်ဆိုတာလည်းအကုန်လုံးသိပြီးသားဖြစ်မှာပါမသိသေးတဲ့လူတွေအတွက်ကိုလည်းကျွန်တော် roughly တော့ပြောပြသွားမယ်အသေးစိတ်တော့ကျွန်တော်မပြောတော့ဘူးအဓိကမဂ်ခင်၈ပါးဆိုတဲ့ကျွန်တော်တို့သစ္စာ၄ပါးကနေပြန်ပြီးတော့ရှင်းသက်လာတာပါသစ္စာ၄ပါးထဲမှာပါတယ်နောက်ဆုံးမဂ္ဂသစ္စာမှာပြန်ရှင်းတဲ့အခါကျမဂ်ခင်၈ပါးရပါတယ်ဒီလောက်ပဲကျွန်တော်ပြောပါမယ်သစ္စာ၄ပါးအကြောင်းကတော့နောက်တစ်ခါပါပဲကျွန်တော်နောက်တစ်ခုမှာဒီစထပ်လုပ်ပေးပါမယ်အခုမဂ်ခင်၈ပါးဆိုတော့အခုကျွန်တော်နဲ့ကြည့်နေတဲ့အချိန်မှာတချို့ပရိသတ်တွေကနားလည်ပြီးသားဒီပိသားတွေဖြစ်မှဆိုရင်မဂ်ခင်၈ပါးရဲ့တစ်ကနေ၈တိကိုရေးကြည့်လိုက်ပါဘယ်နှခုများမှတ်မိနိုင်လဲနော်ရေးကြည့်လိုက်အောင်1ပါလဲ2ပါလဲ3ပါလဲ4 5 6 9 10အကုန်မှတ်မိပါမလားမှတ်မိတဲ့လူကတော့အရင်မလေးစားပါတယ်မှတ်မိအောင်လေဒီကံများစွာလေးတာကျက်မှတ်ပြီးမှမှတ်မိ
မှတ်မိတဲ့လူတွေအတွက်လည်းဘာမှအားမနေပါနဲ့ကျွန်တော်အခုပြောပြမယ့်နည်းလေးနဲ့မှတ်ပါချက်ချင်းလေးရသွားနိုင်တယ်လို့အမြဲတမ်းလည်းဆွဲမြဲနေပါပါနော်ကျွန်တော်ရှိရပြောခဲ့တဲ့ UCI 10ပါ UCI 10ပါမှတ်နည်းအတိုင်းပဲဒီမှတ်နည်းကိုလည်းကျွန်တော်လွယ်လွယ်ကူကူနဲ့အဆင်ပြေအောင်မှတ်နိုင်အောင်ကျွန်တော်ပြောပြပါပထမဆုံးကျွန်တော်ပြောပြဒါကိုလိုက်ပြီးတော့ဖတ်လို့ရအောင် screen share လေးတစ်ခုလုပ်ပေးပါမယ်ဒါထုံးစံအတိုင်းပဲအပေါ်မှာကျွန်တော်ရေးထားတာပေါ့နော်ကျွန်တော်ရေးထားတာမဟုတ်ပါဘူး sorry ပါကျွန်တော် screenshot လုပ်ပြီးတော့ပြန်တင်ပေးထားတာပေါ့နော်ဒီပုံမှာဒီစာအုပ်ကလည်းခုနဒီဆရာတော်ဓမ္မပါဠိဆရာတော်ရဲ့စာအုပ်ထဲကအတိုင်းကိုကျွန်တော်တင်ပေးထားတာနော်အဲ့မှာခုနသစ္စာ၄ပါးရဲ့ဆင်းသက်လာတဲ့အကြောင်းအရာဒါကမဂ္ဂသစ္စာဆိုတာသစ္စာ၄ပါးနဲ့ပြီးမလို့ဘူးလေအဲ့တော့သစ္စာ၄ပါးနေမှာနောက်ဆုံးမဂ္ဂသစ္စာမှာနိဗ္ဗာန်ရောက်ကြောင်းရှင်းမှန်တရားရှိမဂ္ဂင်၈ပါးအကြောင်းကျွန်တော်ဒီနေ့ပြောသစ္စာ၄ပါးလေးနည်းမပြောပါဘူးသစ္စာ၄ပါးလည်းတော်တော်များများကလုံးဝအလွတ်ရတယ်လုံးဝသိပြီးသားရတယ်ဒါပေမဲ့ကျွန်တော်လည်းသိတယ်ဆိုတော့သိတာရှိရတယ်အများကြီးกว่าပါတယ်မနေ့ကကျွန်တော်ဆရာတော်နဲ့ပြောတော့ဆရာတော်ကျွန်တော်အဆုံးမဟောတာချပေးတယ်လို့ပြောပြခဲ့တယ်လို့ဒီအချင်းတူရင်တော့မှကျွန်တော်တို့ပုရုဇဉ်အနေဆုံးပုရုဇဉ်ဥမာကျွန်တော်တို့မဟုတ်ပါအနေဆုံးပုရုဇဉ်တယောက်ရှိရဲ့တတိတွေနဲ့ပုထုဇဉ်တယောက်ရှိတဲ့တတိနဲ့တထာဂံတယောက်ရှိတဲ့တတိနဲ့အဲ့လိုတတိတွေတူတယ်ဆိုရင်မဲ့တော့မှတမ္မာတတိကိုမဖြစ်နိုင်ပါဘူးအများကြီးဝေးกว่าတော့မှာအဲ့လိုမျိုးပါနော်ဒါတော့ဒါသိအောင်ပြောပြတာပေါ့နော်အဆင့်တစ်ခုနဲ့ပတ်သက်ပြီးတော့စကားလုံးချင်းတူမယ်စာလုံးချင်းတူတယ်အဓိပ္ပာယ်ချင်းတူတယ်ဆိုရင်တော့မှလူပုဂ္ဂိုလ်ပေါ်မူတည်ပြီးတော့သူ့ရဲ့သီလသမာဓိပုံမူတည်ပြီးတော့ကွာပါတယ်အဲ့ဒါလေးဒါကတော့ဆရာတော်ပြောပြတာလေးကျွန်တော်မှတ်မိရတာလေးကျွန်တော်ပြန်ပြီးတော့ပြောပြတာအချို့တတိဆိုရင်ကြည့်လိုက်တာတတိဆိုတာတတိဆိုတော့ကိုကလူတိုင်းတတိရှိတယ်တတိရှိအောင်နေတယ်ဆိုပြီးတော့ဖြစ်သွားနိုင်တာဖြစ်တယ်ဒါပေမဲ့အဲ့တတိနဲ့ဒီတမ္မာတတိနဲ့ဆိုတာအများကြီးกว่าဒါကကျမ်းပြင်လေးပြောတာအခုကျွန်တော်ပြောပြမယ်ကျွန်တော်ပြန်ဆက်မယ်အဲ့တော့ပုံမှန်ရေးထားတဲ့အတိုင်းပဲပထမဆုံးကတမ္မာဒိဋ္ဌိနော်တမ္မာဒိဋ္ဌိဆိုရင်နားရှုသွားမလားတိပိဋကလူတွေကတော့မရှုပါဘူးတမ္မာဒိဋ္ဌိပြီးပါတယ်မသိတဲ့လူတွေအတွက်နည်းနည်းလေးပြန်ရှင်းပြမယ်တမ္မာဒိဋ္ဌိဒိဋ္ဌိဆိုရဲလူတော်တော်များများကနားလည်တာယူဆလို့ပြောပြန်ဒိဋ္ဌိဆိုတာကျွန်တော်တို့အရင်တော့သိခဲ့ဒိဋ္ဌိဆိုတာနားမလည်မိစ္ဆာဒိဋ္ဌိနဲ့လွဲသွားတယ်ပေါ့နော်ကျွန်တော်အရှေ့မှာပြောခဲ့တယ်လို့မိစ္ဆာဒိဋ္ဌိနဲ့လွဲလို့ဖြစ်သွားတယ်မိစ္ဆာဒိဋ္ဌိဆိုမိစ္ဆာတိုင်းနဲ့သွားတဲ့ဒိဋ္ဌိဆိုကောင်းတဲ့အယူဆဖြစ်တယ်အခုကတမ္မာဒိဋ္ဌိဆိုတာကျတော့ကောင်းတဲ့အယူဆနဲ့မှန်စွာမြင်ရင်းဖြစ်တယ်မှန်ကန်တဲ့အမြင်ကိုပြောတာတမ္မာဆိုတဲ့ညာပါတယ်တမ္မာဒိဋ္ဌိကဉာဏ်ကသာမြင်တတ်ဖို့အဲ့တော့ဆိုရင်ဒိဋ္ဌိကြောင့်သိပြီကျွန်တော်အသေးစိတ်ကိုရှင်းပြပြီးတော့အလို့ရအောင်ကြက်ပေးမယ်တနည်းရှိတယ်အလို့ရအောင်ကြက်ပြီးအသေးစိတ်ကိုခဏပေးထားမယ်ဆိုတဲ့နည်းပေါ့နော်အခုကျွန်တော်ကအရင်ဆုံးမှတ်တဲ့နည်းကိုအရင်ပြောပြမယ်အရင်ဆုံးမှတ်တယ်ဆိုကျွန်တော်တို့အရှိမပြောပြပြီးသလိုပဲကျွန်တော်က8ခုလုံးတင်းမမှတ်ပါဘူး3ပိုင်းခွဲလိုက်တယ်3ပိုင်းခွဲပြီးတော့3ပိုင်းနဲ့မှမှတ်တယ်ဥပမာ2ပိုင်းခွဲလို့ရ2ပိုင်းခွဲတယ်မကိလေသာဆိုလို့ရှိရင်ကိလေသာဆို4ပိုင်းတိခွဲလို့ရ4ပိုင်းတိခွဲလိုက်တယ်အဲ့လိုမျိုးလေးကျွန်တော်မှတ်တယ်အဲ့ဒီတိုင်းပဲဒီမှာလည်းကျွန်တော်တို့ဖြတ်ချမယ်ဖြတ်ချမယ်ဆိုပထမဆုံးဒိဋ္ဌိဆိုတာကတမ္မာဒိဋ္ဌိကအရန်လိုအပ်တဲ့အရာတစ်ခုပဲအဓိကအမှန်ကန်မြင်ဖို့လိုအပ်တယ်အမြင်မှားနေရင်သူကတော့ရှေ့ဆက်သွားဖို့မရှိတော့ဘူးအဲ့တော့ပထမဆုံးကျွန်တော်မဂ္ဂသစ္စာမဂ္ဂင်၈ပါးကိုပြောပြီးဆိုရတယ်ကျွန်တော်တို့ပထမဆုံးစဉ်းစားလိုက်ပါဘာလဲဆိုရင်တမ္မာဒိဋ္ဌိဖြစ်ကိုဖြစ်ရပါမယ်နော်အဲ့တော့ကျွန်တော်တို့တင်နေတယ်တမ္မာဒိဋ္ဌိကိုအဲ့လို by force by heart တဲ့ကြက်ပါတမ္မာဒိဋ္ဌိဖြစ်ရမယ်ဒီမှာတင်နေတယ်နော်ပြီးရင်နောက်၃ခုကတော့ဇက်တိုက်ကြက်လို့ရတယ်နောက်၃ခုကတော့မခတ်ဘူးအရင်တော့ပြောခဲ့သလိုပဲကျွန်တော်ချက်တဲ့နည်းကိုပြောတာနော်ကာယကံဝစီကံမနောကံဒီကံ၃ပါးနဲ့ပဲပြန်ပြီးတော့ဆက်သွားတယ်နောက်တစ်ခုကိုဘယ်လိုစဉ်းစားမလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့သိလို့ဩဃာထားထဲမှာလည်းပါသလိုကာယကံဝစီကံမနောကံကိုပြောင်းပြန်လှန်လိုက်
ဒါမှပြန်လာလိုက်ပါဖြစ်မယ်ဆိုမိုက်ကအတန်နည်းနည်းနောက်ဆုတ်လိုက်လို့ဝေးသွားရင်ဒီခံပြပါကျွန်တော်အဲ့ဒါကို notice ဖြစ်ဖို့ဥမာနောက်ဆုတ်လိုက်မှ notice ဖြစ်လို့အဲ့တော့မှပြန်ဆက်မယ်မနောကံအနေပြန်ဆက်တဲ့ခါကျရင်ကျွန်တော်တို့ဒီမှာလိုကြည့်လိုက်နော်ဒီမှာပေါ်မှာကြည့်လိုက်မှန်စွာကြံခြင်းကြံနေဆိုတာစိတ်နဲ့ကြံရနော်ဒီတိုင်းကြံပါနဲ့စိတ်နဲ့ပဲကြံမှာပေါ့ဟုတ်လားနော်စိတ်နဲ့ကြံအဲ့တော့တမ္မာသင်္ကပ္ပကိုကျွန်တော်ဗာနဲ့တော့ပြောတယ်မနောကံလို့ဟာမျိုးနဲ့ကျွန်တော်တော့မျိုးဆက်ဆက်ပြီးမှလိုက်ကျွန်တော်ကာယကံဝစီကမနောကံ၃ခုကိုကျွန်တော်ဆက်ဆက်ပြီးမှလိုက်တယ်ဘာလို့ဒီမှာစိတ်ကိုရေးလဲဆိုတော့အကုသိုလ်ဖြစ်သည်ဖြစ်သည်ကုသိုလ်ဖြစ်သည်ဖြစ်စိတ်ကရင်စားဖြစ်တယ်အပြစ်ကြီးဆုံးကလည်းစိတ်ကအပြစ်ကအကြီးဆုံးပဲဒါမျိုးဘုရားမြတ်စွာဘုရားကိုယ်တိုင်ဟောခဲ့တဲ့တရားတွေမှာပါအဲ့တော့ဒီမှာကျတော့ကျွန်တော်တို့ကစိတ်ကိုပေါ်တင်လိုက်တယ်ပြီးရင်စိတ်ပြီးရင်ပါလာမယ်နှုတ်ကနေထွက်လာမယ်ပြောမယ်အဲ့တော့တမ္မာဝါစာပြောဆိုခြင်းပြီးရင်ဘာဖြစ်မလဲလုံတယ်ကိုယ်နဲ့လုံတာကာယကံမှာနော်အဲ့လိုဆိုတော့တမ္မာကမ္မန္တနော်တမ္မာကမ္မန္တတမ္မာကမ္မန္တအဲ့တော့ဒီသုံးခုကိုကျွန်တော်တို့ကရပြီလွယ်လွယ်လေးဖြစ်သွားတယ်ဘယ်ကရှိပါအခက်ကြီးမဟုတ်ဘူးနော်ကျွန်တော်ဒီတိုင်းပဲပြပြတယ်ကျွန်တော်မိတ်ဆွေကျွန်တော်ဆွေမျိုးရင်းချတယ်ကျွန်တော်ပတ်ဝန်းကျင်ကဓမ္မမိတ်ဆွေဘယ်ကရှိပါဦးသိပါလားလို့မေးလိုက်ရင်သိကြပါတယ်သိကြပါတယ်ဒါပေမဲ့ဒီတီးလေးပြောပြပါဆိုရင်နည်းနည်းလေးထစ်ဖြစ်တယ်အမှန်တကယ်အဲ့လောက်ထစ်စရာမလိုဘူးကျွန်တော်ချက်တဲ့နည်းနဲ့ချက်သွားတယ်ကဲမင်းကညောပါလေအရင်ဆုံးအမြင်ရှိရမယ်တမ္မာဒိဋ္ဌိပြီးရင်ကာယကံစီမနောကံအဲ့ဒါကကိုကဒဲ့ပြောလဲရတယ်ဒဲ့မပြောလဲရတယ်ဒါပြောင်းပြန်ပြောရတော့သူကအစင်လိုက်တိုင်းဖြစ်တာပေါ့နော်ဒါမှတ်တဲ့အခါမှာတော့ကိုယ်ကောင်းလေးမှာကြိုက်လို့မှပြန်ပြောတဲ့ခါကျရင်တော့အစင်လိုက်ပြောရတော့ကောင်းတာပေါ့ဒီအစင်လိုက်ပြုစုထားတဲ့တရားတော့အစင်လိုက်ပြောတာကောင်းလို့နော်အဲ့တော့ပြန်စမယ်ဆိုတမ္မာသင်္ကပ္ပမှန်ကန်စွာကြံခြင်းဒါစိတ်ပဲစိတ်နဲ့ကြံလိုက်တာတမ္မာသင်္ကပ္ပတမ္မာဝါစာတမ္မာကမ္မန္တနော်တမ္မာကမ္မန္တအဲ့တော့ရပြီဒါဆို၄ခုရကျွန်တော်မက်ကင်ရှိပါဘူးနှစ်ပိုင်းပဲခွဲရတယ်နှစ်ပိုင်းခွဲချက်ပြီးပြီပြီးသွားပြီဒါပေမဲ့အသေးစိတ်ထက်ခွဲ၄ပိုင်းခွဲလို့ရတယ်နှစ်ခု1 3 2ဆိုတော့ရတယ်နောက်ပိုင်း၄ခုကပို့လွယ်တယ်ဗျနောက်ပိုင်း၄ခုကဘယ်လောက်လွယ်လဲဆိုတော့ပုံမှန်ပြတဲ့အတိုင်းပဲလူတွေကလွယ်မြောင်တဲ့ခက်လေးဖြစ်နေလို့မေ့ကြတာတကယ်တမ်းဒီလွယ်လေးလူဖြစ်လာရင်လူလောကမှာနေရင်အလုပ်တစ်ခုရှိရမယ်။တက်မွေးကြောင်တစ်ခုရှိရမယ်။ဒါလူတိုင်းကြုံတွေ့ရတဲ့အရာပဲ။တက်မွေးကြောင်တစ်ခုမရှိရင်ဝင်မရှိရင်အားနဲ့တော့စားမယ်။နော်။ငွေတစ်ခုရှိရမှာပေါ့။ငွေရတဲ့အချိန်မှာတော့မိပါတယ်ရှိတယ်။မိပါတယ်အကျွေးပဲပြုစုဆောင်ရှောက်ပေးတယ်။ဒီလိုက်ရှင်ရရင်တော့ကိုကြည့်ရကိုရပြီးတော့စားရမယ်။ဒါကတဘာဝပဲလေ။အဲ့တော့အဲ့မှာပါတဲ့အတိုင်းပဲအဲ့လိုဒါကလူဖြစ်လာရင်ကြုံတွေ့ရမယ့်အရာတွေကတခုပြန်စဉ်းစားလိုက်ဒုတိယဘက်ကဒါလည်းလူတိုင်းကြားဖို့နေတယ်တကယ်ကိုသူတော်ကောင်းစိတ်ဓာတ်ရှိတဲ့လူတွေအကုန်လုံးကလုပ်တဲ့ခါကျရင်တန်မွေးချလို့တမအာစီဝနဲ့ပဲလုပ်ကြပါတယ်နော်အဲ့တော့တမအာစီဝဆိုတာလည်းမစိမ့်ပါဘူးအဲ့တော့တမအာစီဝပါပဲပေါ်မှာတွေ့တယ်နော်တမအာစီဝအဲ့တော့နံပါတ်5မြောက်ကတမအာစီဝဖြစ်တယ်တမအာစီဝပြီးလို့ရှိရင်ကျွန်တော်နောက်ပြောင်ပြောရတော့မဟုတ်ပါဘူးမှတ်လို့လွယ်အောင်စဉ်းစားတာပါတမ္မာဝါယာမဆိုကျွန်တော်တို့အရင်တော့ခေတ်တုန်းကပါတော့ဒီခေတ်တော့မရှိတော့ဘူးပေါ့နော်တမ္မာဝါယာမစိုက်နေပါကြာမတူဘူးနော်မတူကျွန်တော်အဲ့ဒါမှတ်မိအောင်လို့ထည့်လိုက်တဲ့သဘောမျိုးပဲတကယ်တမ်းလုံးဝမတူဘူးအဲ့ဒါကိုကျွန်တော်တို့ဖြတ်ခနဲတွေးမြင်လိုက်ရင်အရင်တော့တမ္မာဝါယာမစိုက်နေမှာတော့ဈေးသက်သာရတယ်ပေါ့နော်အဲ့ကနေပြောကြဟောဒီရောက်ကိုဘယ်နှခုဆိုရောင်းပေးတယ်ပေါ့ဒါမျိုးလေးတွေသွားတဲ့ခါကျတော့ဒါကအလုံးနဲ့သက်ဆက်နေဒါပေမဲ့ကျွန်တော်ဆိုလိုချင်တဲ့အဓိပ္ပာယ်ကအဲ့ဒါမဟုတ်ဘူးဒါလေးမှတ်မိအောင်လို့ကောင်းနဲ့ဆွဲထည့်လိုက်တဲ့ပေါ့အဲ့တော့စဉ်းစားပြီးပြီတမ္မာအာဇီဝပြီးရင်တမ္မာဝါယာမဖြစ်သွားပြီတမ္မာဝါယာမဆိုတာကဘာလဲမှန်စွာအားထုတ်ခြင်းမှန်စွာကြိုးစားအားထုတ်တာမှန်ကန်စွာကြိုးစားအားထုတ်တာเนาะအဲ့တော့မတူဘူးเนาะဟိုပါနဲ့အခုပြန်ပြောမယ်ပထမကတမ္မာအာဇီဝတမ္မာဝါယာမအဲ့နှစ်ခုအတွဲမှာပါတမ္မာအာဇီဝရှိပြီဆိုရင်တမ္မာဝါယာမရှိပြီဆိုရင်ရှိလို့လည်းနဲ့နေလို့မရဘူး
မှန်ကန်ကန်ကျိုးစွာအထုတ်ဖို့လုံးလောက်ရရတယ်လေလိုသေးတယ်အဲ့ခါကျတော့အဲ့မှာတမ္မာဝါယာမဆိုတာထပ်တွေ့ပါလားအဲ့ဒီကိုတွေ့ပါဒါဆိုရင်ကျွန်တော်တို့6ခုရပြီပြန်ထားမယ်တမ္မာဒိဋ္ဌိတမ္မာသင်္ကပ္ပတမ္မာသင်္ကပ္ပဆိုတာအကြံတာနော်စိတ်နဲ့ကြံမယ်တမ္မာဝါစာကောင်းမှန်ကန်စွာပြောဆိုမယ်တမ္မာကမ္မန္တမှန်ကန်စွာပြုလုပ်မယ်အဲ့တော့နောက်ကပြန်ရင်ကာယကံဝစီကံမနောကံလာတယ်အဲ့သုံးပါလို့ပြောလို့ရတယ်နော်အဲ့ဒါကိုပြန်ထိန်းလိုက်အဲ့ဒါပဲကောင်းတဲ့ဟာလောက်တာဒီခုပြီးတော့ပြီနောက်တစ်ခုကတပွင့်ကြလို့မယ်ဗာလဲတမ္မာအာဇီဝတမ္မာအာဇီဝပြီးရင်တမ္မာဝါယာမကဲဒါဆိုရင်6ခုရပြီထင်ပါတယ်โอเคနောက်ဆုံးတစ်ခုကတော့မှတ်ခြင်းလွယ်ဆုံးပါပဲဒါကအဆင့်တစ်ခုရောက်သွားပါပြီဒီမဂ်ကင်8ပါးကလည်းကျွန်တော်တို့အဆင့်တွေကခုနပြောလို့ပေါ့နော်တစ်ဆင့်ပြီးတစ်ဆင့်တက်လာတာနောက်ဆုံးကျင့်စဉ်ကအမြတ်ဆုံးအကျင့်စဉ်လို့လည်းကျွန်တော်ပြောလို့ရပါတယ်အနေကဆရာတော်ဓမ္မပါဠိဆရာတော်ပြောသလိုပဲတမ္မာဒိဋ္ဌိရဖို့ကလည်းရွယ်တဲ့ကျင့်စဉ်ပါဒီတမ္မာဒိဋ္ဌိဆင့်ထီကိုသွားဖို့တမ္မာ sorry တမ္မာတမာတိပါပဲကျွန်တော်မှားသွားတယ်ဆရာတော်ကတမ္မာတမာတိလို့ပဲပြောတာပါကျွန်တော်လည်းတမ္မာတမာတိလို့ပြောတာပြတမ္မာဒိဋ္ဌိတမ္မာဒိဋ္ဌိဖြစ်သွားတာပထမဆုံးဟာလည်းပြောသွားလို့အဲ့တော့တမ္မာတမာတိဆိုတာရိုးရိုးတမ္မာတိနဲ့မတူဘူးပေါ့နော်အများကြီးကွာတယ်အဲ့တော့အဲ့တမ္မာတမာတိကနောက်ဆုံးပဲအဲ့တော့တမ္မာတမာတိမဖြစ်ခင်တတိလေးရှိတယ်အဲ့တော့အရှိရတမ္မာခဏပြောတယ်တတိနဲ့တမ္မာတိကိုမှတ်လိုက်နောက်ဆုံးတစ်ခုရတာပါပြီကဲဒါဆိုရင်တော့မဂ်ကင်8ပါး8ခုကိုအတွေ့ရပြီလို့ထင်ပါတယ်အဲ့တော့ခုနအလှုပ်ရပြီဆိုပြီးအသိပယ်လေးတွေလည်းသိအောင်နောက်ဆုံးတစ်ခုကိုပြောဖို့ချင်နေတယ်တမ္မာတတိဆိုတာကမှန်စွာအမှတ်ရခြင်းမှတ်ရနေရမယ်မှန်စွာမှတ်ရနေရမယ်နော်ဆရာတော်ဓမ္မပါဠိဆရာတော်ပြောသလိုပြောတဲ့အတိုင်းပြောရမယ်ဆိုရင်တော့သူကပြင်ရဟာတွေအကုန်လုံးပယ်လိုက်ပြီးတော့တတိဆိုတာဒီနားမှာရှိနေရမှာကျန်တဲ့ဟာတွေအကုန်လုံးပယ်ပြီးတော့စိတ်ကိုတဏှာထဲမှာတတိရှိနေတဲ့ပုံစံမျိုးနဲ့တွားတာပါအဲ့တော့တမ္မာတတိဆိုတာအဲ့လိုဟာမျိုးပါပြီးမှတစ်ဆင့်ထပ်တက်ပြီးတမ္မာတမာတိဆိုတာကမှန်စွာတည်ကြည်ခြင်းအဲ့တတိဟိုတည်ကြည်နဲ့ဖြစ်နေဖို့ကိုတွားတာပါနော်ကြုံကြိုက်တာနဲ့ပြီးတော့ကျွန်တော်ကျေးဇူးရှင်လို့ပြောရမှာပေါ့နော်ကျွန်တော်ဒီဟာတွေကိုနားလည်ခွင့်ရအောင်သိခွင့်ရအောင်ကျွန်တော်တွေ့ဆုံခွင့်ရတယ်ပြီးတော့ဆရာတော်လည်းကျွန်တော်ဖွင့်တောင်းပါတယ်ကျွန်တော်စာအုပ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြချင်တယ်လို့ပြောင်းပါတယ်ပြီးတော့ဆရာတော်ကိုလည်းကျွန်တော်တွေ့ဆုံပြီးတော့အမှန်ကြီးထိုးခိုင်းတာပေါ့နော်ဟုတ်ဆရာတော်ဓမ္မပါဠိဆရာတော်မှာလည်း YouTube channel ရှိပါတယ်ကျွန်တော်ထပ် share ပေးပါမယ်ကျွန်တော်ကိုယ်တိုင်လည်းဝင်ကြည့်ပါတယ်ဆရာတော်ဟောတဲ့တရားတွေကျွန်တော်ကောင်းပါတယ်ကျွန်တော်နားပါတယ်ဒီအပိုင်းမှာအဲ့တော့ကျွန်တော်ဒီဗီဒီယိုကြည့်တဲ့ပရိသတ်တွေလည်းဓမ္မပါဠိဆရာတော်ရဲ့ page ကိုဝင်ကြည့်ကြပါ YouTube ကိုလည်းဝင်ကြည့်ကြပါအကြိုက်တွေ့တဲ့သူတွေတွေ့ပါမယ်ကောင်းတဲ့ဟာတွေလည်းတွေ့ရပါလိမ့်မယ်နော်အဲ့တော့ကျွန်တော်ခုဒီဗီဒီယိုကိုအဆုံးမသတ်ခင်ခုနကျွန်တော်ပြောချင်တဲ့အကြောင်းအရာတွေနဲ့ကျွန်တော်လွတ်ပြတဲ့အကြောင်းအရာတွေကိုဒီကုန်းချုပ်ပြီးတော့လွတ်ပြန်ချက်မယ်နော်ပထမဆုံးကမိုက်ကင်8ပါးမှာနံပါတ်1ကတမ္မာဒိဋ္ဌိလိုက်ဆုံးမနော်တမ္မာရပြီနော်တန်ပြောက်သွားတာမဟုတ်ပါဘူးကျွန်တော်တမင်တကာတန်မထွက်တာပါနော်အခုကျွန်တော်နဲ့အတူလိုက်ဆုံးမယ်နော်ဒီလောက်ဆိုရင်လွယ်လွယ်နဲ့မှတ်လို့ရမယ်ဒီကိုသိပြီထင်တယ်နောက်ဆုံးကတမ္မာဒိဋ္ဌိကိုဒီခုမှတ်ထားပါပြီးရင်နောက်သုံးခုတွဲရက်ကိုမှတ်ပါတမ္မာသင်္ကပ္ပတမ္မာဝါစာတမ္မာကမ္မန္တနော်ပါဠိလိုခက်ခဲရှိတယ်ဆိုရင်မြန်မာလိုပဲစိတ်ထဲမှာခေါင်းထဲမှာထွေးတာပါအဓိကပါဠိစာရေးရနေဖို့ထက်စာရင်ကျွန်တော်တို့ဘာလဲဆိုတော့သိပြီးတော့လုံနိုင်ဖို့ကျွန်တော်အားပေးကျွန်တော်တိုက်တွန်းပါတယ်ဒါကတော့ကျွန်တော်တိုက်တွန်းတာပါကျွန်တော်ပြောချင်တာကတော့ဒီပါဠိစရိုက်ရနေတပ္ပပဝတ္တအကရဏံကုသလတုပတမ္မရာသစိတ်တာပိယောဓပနံအေတံဗုဒ္ဓတာတနံဆိုတဲ့ဟာကိုပါဠိလိုရနေတာ
ကောင်းပါတယ်ဒါအဲ့လိုရနေပြီမဲ့ဒါဘာလဲဆိုတော့မသိရင်တော့နှစ်တာရမရှိပါဘူးဒီလိုသဘောမျိုးပဲကျွန်တော်အခုပြောပြမှာမိုက်ခင်ရှင်ပါဆိုတဲ့ဟာကိုရှစ်ပါးလုံးကိုတောက်တမ္မာဒိဋ္ဌိတမ္မာသင်္ကပ္ပတမ္မာဝါစာတမ္မာကမ္မန္တတမ္မာအာဇီဝတမ္မာဝါယာမတမ္မာတတိတမ္မာသမာဓိဆိုပြီးသိနေပြီအပြင်သူ့ရဲ့အတိတ်ပဲနဲ့အနှစ်သာရကိုလည်းကိုကသိနေပြီလိုက်ကျင့်သုံးစီရှင်းပါတယ်အဲ့တော့မကျင့်သုံးစီရင်မှာတော့သိဖို့ရင်လိုတာပေါ့နော်ကျွန်တော်အခုပြောပြနေအားလုံးကိုသိရှိနားလဲပြီးတော့အလွတ်ရအောင်ပဲကျွန်တော်ပြောပြပါမယ်ပထမအဆင့်နေတယ်ကျင့်သုံးမှုကတော့ကျွန်တော်ဗီဒီယိုကိုကြည့်ဖြစ်လို့စိတ်ဝင်စားလို့လှုပ်ရှင်တဲ့လူတွေကတော့ဆက်လက်ကျင့်သုံးပါပြီးတော့ဒီထက်ကောင်းတဲ့သမဏကျင့်စဉ်နေလှုပ်ရှင်တယ်ဆိုလို့ရှိရင်လည်းဆက်လက်ဆရာတော်ကြီးတွေကိုချိကပ်ပြီးတော့ဓမ္မဟိတာမှာဆက်လက်ကျင့်ကြံအားထုတ်ကြပါเนาะဒါကတော့နောက်ဆက်တွဲလို့ကိုဟာကိုဆက်လုပ်ကြဖို့ကျွန်တော်အခုပြောပြမှာတော့သိအောင်ပဲပြောပြမယ်ပြီးတော့ဆက်သွားခြင်းနဲ့အတိအကျသိခြင်းနဲ့ဒီတရားမှန်မှန်ကန်ကန်သိခြင်းနဲ့ဆိုရင်တော့ကျွန်တော်အခုတွေ့တဲ့ဆရာတော်ကြီးဓမ္မပါဠဆရာတော်ကိုကျွန်တော်ညွှန်ပေးပါမယ်အဲတော့ဓမ္မပါဠ page ကိုဝင်ကြည့်ပါဆက်သွယ်ပါ15မိုင်မှာလဲဆရာတော်ကြီးကလုပ်ထားပါတယ်15မိုင်မှာပေါ့နော်ရိတ်တာဆောက်ထားပါတယ်နော်အဲရိတ်တာမှာလည်းတွားရောက်ပြီးတော့တရားအားထုတ်နိုင်ပါတယ်ဗျနော်15မိုင်မှာဆောက်ထားတာ15မိုင်နှစ်ဖားလုံးမှာလေလော်အင်းရွာလှဲကူးမှာဓမ္မပါဠအရှင်ပါကထာလင်္ကာရဆရာတော်ကိုယ်တိုင်ဒီလာဖွင့်ထားတယ်နော်ဒီစောက်ထဲမှာတော့ပါပါတယ်နည်းနည်းဝါးနေတာနော်ကဲကောင်းပါပြီဆက်လေးလာကျင့်ကြံလူတွေကတော့ဆက်ပြီးတော့ရိတ်တာတီအောင်သွားပြီးတော့ကျင့်လာကြပါကျွန်တော်အခုပြောမှလေးကတော့တိပြီးတော့စိတ်ထဲမှာရင်မှတ်နိုင်တဲ့အနေထားနဲ့တစ်ဆင့်ချင်းသွားပါမယ်ကျွန်တော်အခုပြောပြတာတွေကိုတိပြီးလို့ထင်ပါတယ်ဒီလိုရမ်းရှင်းပါစို့လို့ဒီဗီဒီယိုအဆုံးသက်ချင်ပါပြီအဆုံးမသက်ခင်နောက်တစ်ခေါက်ထပ်ပြီးတော့ကျွန်တော်ပြပြပါမယ်ပထမဆုံးကတမ္မာဒိဋ္ဌိမှန်ကန်စွာမြင်ရမယ်ပြီးရင်မှန်ကန်စွာကြံရမယ်ပြီးရင်မှန်ကန်စွာပြောရမယ်မှန်ကန်စွာလုပ်ရမယ်เนาะအဲ့တော့ဒီလေးခုကကြံမြင်အမြင်မှန်ရှိဖို့လိုတယ်ပြီးရင်ကြံရမယ်ပြီးရင်ပြောရမယ်လုပ်ရမယ်အဲ့တော့ခုနပြောသလိုပေါ့တခုချင်းနေသွားရမယ်အမြင်မှန်မရှိသေးတဲ့လူကမကြံအမြင်အမှန်ကိုမကြံနိုင်ဘူးအမှန်မကြံနိုင်အမှန်မပြောနိုင်အမှန်မပြောနိုင်အမှန်မလုပ်နိုင်ဘူးအဲ့တော့အဆင့်တစ်ခုချင်းနေပဲမှတ်ပါမြန်မာလိုလိုလေးမှတ်လို့ရပါတယ်နော်မြင်မယ်ကြံမယ်ပြောမယ်လုပ်မယ်ဒါပဲအဲ့တော့ဒီကိုရပြီနောက်တစ်ခုကျတော့တမ္မာအာဇီဝတမ္မာကဝါယမကိုတွဲမှတ်ပါအတန်မွေးကြောင့်လုပ်မယ်လုံးလာဆိုင်ပြီးလုပ်မယ်နော်အားထုတ်ပြီးလုပ်မယ်နော်မှန်စွာအားထုတ်ပြီးလုပ်မယ်အဲ့တော့ဒါနှစ်ခုရပြီနောက်ဆုံးတစ်ခုကတော့တမ္မာတတိနဲ့တမ္မာသမာဓိပဲအဲ့ဒါလေးကိုမြန်မာလိုနဲ့ပြောရင်မှန်ကန်စွာအမှတ်ရမယ်မှန်ကန်စွာတည်ကြည်မယ်တည်ကြည်စွာရှိဒါပဲဒါဆိုရင်ကျွန်တော်ပြောချင်တဲ့အရာမိုက်ကင်၈ပါးကိုခုနားထောင်နေတဲ့ပြည်သက်တွေမိတ်ဆွေတွေနားလည်သဘောပေါက်ပြီလို့ထင်ပါတယ်အခုနားလည်သဘောပေါက်ပြီးရသွားပြီဆိုရင်ကိုရတယ်နဲ့ဆက်ပြီးတော့မနေပါနဲ့အပေါင်းအသင်းမိတ်ဆွေနဲ့တွေ့တဲ့အခါအတိငယ်ချင်းများနဲ့တွေ့တဲ့အခါပြန်လည်မျှဝေပါအေးငါကတော့ဒီနည်းနဲ့ရတယ်ငါမှတ်တယ်လို့မှတ်နော်အဲ့လိုပြန်လည်မျှဝေပါပြန်လည်မျှဝေခြင်းအပြင်ကိုယ်တိုင်လည်းပုံမမှတ်မိစေပြီးတော့သူတစ်ပါးကလည်းသိစီဒါကလည်းကျွန်တော်လုပ်နေတယ်လို့ပဲဓမ္မဒါနတွေကအစိတ်တစ်ခုပဲဖြစ်နေလို့ပြီးတော့ပြောချင်မလို့ကောင်းတော့အလုပ်ဖြစ်ပါတယ်နော်အလူတစ်ခုလည်းဖြစ်ပါတယ်အလူဆိုတာကဒါနမှာလည်းပါပါတယ်ဒါနမှာအမြတ်ဆုံးဒါနကဓမ္မဒါနပါပဲနော်အဲ့တော့အကောင်းဆုံးအလူကိုလူတယ်လို့လည်းယူဆလို့ရပါတယ်အဲ့တော့ဒီလောက်ဆိုရင်အလုပ်ရပြီလို့ထင်ပါတယ်ကျွန်တော်ဒီမှာပဲရပ်လိုက်တော့မယ်အားလုံးပဲ